တကယ်ရင်တော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ MYC YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးသိကြတဲ့အတိုင်းပဲဂျိုဂျိုဘတ်ဖိုးမှာယူဂျီကာကေကရာတည်ဆုံးသွားခဲ့ပါတယ်တကယ်တော့သူတည်ဆုံးသွားပြီးတဲ့အခါမှာဘာဖြစ်ခဲ့လဲဆိုတာကိုတော့မန်ဂါတစ်ခုအနေနဲ့တက်တက်ထပ်ထုတ်ထားပါသေးတယ်ကျွန်တော်ဒီနေ့မှာတော့မန်ဂါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ဗျလူတယောက်တည်ဆုံးသွားတဲ့အခါမှာသူ့ဘဝတကယ်ပဲပြီးဆုံးသွားတာဒါမှမဟုတ်အခြားတစ်ခုအနေနဲ့စတင်လာလားဒီနေ့မှာတော့အဲ့ဒါကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဒီ story ကတော့ယူဂျီကာကေကရာတည်ပြီးရဲ့နောက်မှာဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ဗျသူပြန်နိုးလာတဲ့ခါမှာသူ့ကိုယ်တိုင်တော့ဘယ်နေရာမှာရှိနေမှန်းကိုမသိမနေခဲ့ပါဘူးအရာအားလုံးကအရင်ကကွဲပြားခဲ့ပြီးတော့သူကတော့လူတွေကိုမြင်နိုင်ပေမဲ့တချို့လူတွေကသာသူ့ကိုမြင်နိုင်နေခဲ့ပါတယ်သူ့ကိုယ်တိုင်တော့သူဟာရှင်လူလားတိတ်လူလားဆိုတော့တဲကွဲမနေခဲ့ပါဘူးသူရောက်နေတဲ့ဝေါ်ကပုံမှန်ဝေါ်မဟုတ်ပဲ dead people wall လိုမျိုးဖြစ်နေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါလမ်းလျှောက်နေတော့မှပဲအမျိုးသမီးတယောက်ကိုတွေ့ကြည့်ခဲ့ရပါတယ်သူမကကီရာကိုငါ့ကိုကူညီပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကူညီမှုကပုံမှန်တော့ဟုတ်မနေခဲ့ပါဘူးတကယ်တော့ထိုမျိုးသမီးရဲ့နောက်ကိုအရေးတကူကလိုက်နေခဲ့ရဖြစ်ပြီးတော့အရေးနဲ့ထိုမျိုးသမီးနဲ့ထိမိရနဲ့တည်သွားမှာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲကီရာစိတ်သက်သာလူသက်သမားတစ်ယောက်ဖြစ်တဲ့အတွက်ဒီတကားတော့အရင်ကလိုမဟုတ်တော့ပဲသူကလူတစ်ယောက်ကိုကူညီရတော့မှာပဲဖြစ်ပါတယ်ဒီဇလန်လေးရဲ့နောက်ပိုင်းမှာတော့ကီရာတဖြည်းဖြည်းနဲ့နားလေသဘောပေါက်လာခဲ့ပါတယ်ဘာအောင်နားလေသဘောပေါက်တာလဲဆိုတာဒီကဘာကြီးကလူတွေကမပြီးသက်သေးတဲ့ကိစ္စရှိခဲ့တာကြောင့်ဒီကဘာကြီးမှာဆက်လက်ရှင်သန်နေနိုင်ခဲ့ရပဲဖြစ်ပါတယ်သူကိုယ်တိုင်မှာလည်းသူတော်မသိတဲ့မပြီးသက်သေးတဲ့ကိစ္စတကူရှိနေခဲ့တာပါပြီးတော့ကီရာကရှယ်ရိုရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်တိုက်ပွဲကမမြင်ရတဲ့အရာတွေကြားမှာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်မတည်သေးတဲ့လောကနဲ့တည်ပြီးတဲ့လောကမှာပေါ့နောက်ပိုင်းမှာတော့ကီရာအမျိုးသမီးကိုကယ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ဘယ်ကိုဆက်သွားရမလဲဆိုတာတေချာသိမနေခဲ့ပါဘူးဒီ story ကတော့လူတစ်ယောက်တည်ပြီးသွားတဲ့အခါမှာသူ့ရဲ့လုပ်ခဲ့တဲ့အရာတွေကတကယ်ပဲအဆုံးသက်သွားလားဆိုတာကိုဖော်ပြနေရပဲဖြစ်ပါတယ်ဒါမှမဟုတ်သူ့ရဲ့အပြစ်တွေကိုတနည်းနည်းနဲ့ဆက်ပြီးဖြည့်ရှင်းရမလားဆိုတာကိုပေါ့ဒါကြောင့်မင်းတနည်းတည်ဆုံးသွားတဲ့အခါကျရင်မင်းရဲ့ဘဝကတကယ်ပဲပြီးဆုံးသွားမလားဒါမှမဟုတ်မိကုန်းအသစ်တွေစတင်လာခဲ့မလားကျွန်တော်တို့ရဲ့မြန်မာရုပ်ပြစင်တာဆိုတဲ့ Telegram channel လေးမှာ one shot man ကရုပ်ပြတွေကိုအချိန်နဲ့တပြေးညီဘာသာပြန်တိဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဥပ္ပေချာနာလိုက်ပါတော့ခင်ဗျ